အဖြေသုတ်တန်လေးတစ်ခုကိုနားကြည့်အောင်မေကွန်လေးပုဒ်ကိုအဖြေပေးထားတာဒါကိုယ့်ဘဝနဲ့ဆက်ဆက်ပြီးတော့စဉ်းစားလို့ရတယ်လောကမှာလူတွေအတွက်မြတ်နိုးဝယ်အကောင်းဆုံးပစ္စည်းဥစ္စာဆိုတာဘာလဲအဲ့ဒီမေကွန်မေးတာလောကမှာမြတ်နိုးဝယ်အကောင်းဆုံးဆိုလို့ရှိရင်အဖြေမျိုးမျိုးထွက်ချင်ထွက်လာမယ်ဒါတွေကလေတချို့ကလည်းစိတ်ကိုအကောင်းဆုံးလို့ယူဆပြီးစိတ်ကိုမြတ်နိုးတဲ့လူကလည်းစိတ်ကအကောင်းဆုံးတခြားကြောင့်တံပရမ ्या တွေကအကောင်းဆုံးရွှေကအကောင်းဆုံးကိုကြိုက်တဲ့လဲဝဲရတနာတွေအကောင်းဆုံးလို့ဆုံးဖြတ်ကြမှာပေါ့နော်သို့တော့အဲ့ဒီအကောင်းဆုံးဆိုတဲ့အရာတွေဟာတကယ်ရောကောင်းသလားလို့ဘဝနဲ့ဆက်ဆက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဘလောက်တန်ရည်ရှိတဲ့ပစ္စည်းပဲဖြစ်ဖြစ်ကဘာမှာတမိုးအကြီးဆုံးစိတ်ကြီးပဲဖြစ်ဖြစ်သူတွေကနောက်ဆုံးထားပြခဲ့ရတာကောင်းတယ်ဆိုတာအတိုင်းတာလေးတစ်ခုရှိတယ်သူကအတိုင်းတာမဲ့ကောင်းတဲ့ဟာမှာပိုကောင်းတယ်အဲ့တော့မြတ်စွာဘုရားကတော့အဲ့ဒီမိကုံးကိုဘုရားဘယ်လိုဖြေပေးတော့ဆိုရင်ကုသိုလ်ကောင်းမှုပေါ်မှာယုံကြည်ချက်ဆိုတဲ့တရားဆိုတာကုသိုလ်ပဲအဲ့ဒီယုံကြည်ချက်ဆိုတဲ့တရားတရားအကောင်းဆုံးပဲအဲ့တော့မြတ်စွာဘုရားဘာလို့တရားတရားကိုအကောင်းဆုံးလို့ဟောတာတော့ဆိုရင်တရားရှိလို့ရှိရင်ခုနစိတ်မျိုးတွေတစ်ခုမကဘူးအများကြီးရနိုင်တရားရှိလို့ကုသိုလ်လုပ်လို့ရှိရင်သူကနော်ကုသိုလ်ကောင်းမှုလုပ်သည့်အတွက်ကြောင့်စကြဝဠာမင်းဖြစ်တဲ့အခါဆိုလို့ရှိရင်တကယ်ဗရမ ्या ယရဏကြီးကဘာမှမရှိတဲ့ဗရမ ्या ယရဏမျိုးကြီးတွေပါရောက်လာတယ်လေသူစီရောက်လာတာပဲအကုန်အဲ့တော့အကောင်းဆုံးပစ္စည်းတွေအကုန်သူစီရောက်တယ်ဘာကြောင့်ရောက်တာလဲဆိုသူဟာတရားတရားရှိတယ်တရားတရားရှိလို့တရားကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါစကြဝဠာမင်းဖြစ်တယ်ဖြစ်သည့်အတွက်ကြောင့်တမိုးကြီးမားတဲ့ပစ္စည်းတွေမှသူစီရောက်တယ်အဲ့ဒီရှုတော့ကတွက်ကြည့်လို့ရှိရင်တို့ပိုင်ဆိုင်နေတဲ့ပစ္စည်းတွေဥမာမဲ့တိုက်တာအိမ်မြေချမ်းခြားစည်းစိမ်တွေပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေဟာတကယ်တော့တခဏလေးပဲကိုသုံးစွဲခွင့်ရှိတယ်တခဏလေးမှလည်းတိုက်နှလုံးရှိရင်တစ်လုံးပဲနေလို့ရမယ်နောက်တစ်လုံးကဒီတိုင်းပိတ်ထားအောင်ကိုပိုင်တယ်လို့သာပြောတာကားနှစ်စီးရှိတယ်တစ်စီးပဲစီးရနော်ဒီတိုင်းထားရမှာပဲကိုနားမှာကိုသုံးနေတဲ့ဟာတစ်ခုပဲကို့အတွက်တကယ်တန်ဖိုးရှိတာကျန်တဲ့ဟာတွေကတကယ်တန်ဖိုးမရှိဘူးလူတွေပဲစဉ်းစားကြည့်ပတ်စံဘလောက်ချမ်းသာသူ့ကိုနေ့စဉ်ထမင်းကျွေးနေတာ pocket money ကကျွေးနေတာဟုတ်တယ်မဟုတ်လားအိတ်ထဲမှာရှိတဲ့ပတ်စံကကျွေးနေတာလေဗန်ထဲမှာသိမ့်ထားတာတွေတို့ရင်းနှီးမြုပ်နှံထားတာတွေတော့သူကျွေးတာမဟုတ်ဒါပေမဲ့ကျွေးနေတဲ့ပတ်စံအပေါ်တဲ့ခုနကနောက်ခံလှုပ်ထားတဲ့ခုခေတ်ပြောရင်ရင်းနှီးမြုပ်နှံထားတဲ့ပစ္စည်းတွေတို့ကိုယ်ထမင်းကျွေးနေတာမဟုတ်တဲ့ပစ္စည်းတွေတို့လူတွေကစိတ်ကအဲ့ဒီပေါ်မှာပို့ပြီးတော့အလေးပေးတယ်ဒါစဉ်းစားကြည့်ရတာပြောတာနော်စဉ်းစားကြည့်ရင်အဲ့နောက်ခံပစ္စည်းတွေပေါ်မှာလူတွေကငါချမ်းသာတယ်ဆိုတဲ့မာနလည်းအဲ့ဒီပေါ်မှာတက်တာအိတ်ထဲမှာရှိတဲ့ဒီတမှုတွေဆိုပါစို့ပတ်စံကိုထမင်းကျွေးနေတဲ့ပတ်စံပေါ်မှာလူတွေတလောက်ကြီးဟုတ်တယ်ဖြစ်ဘူးသိမ့်ထားတဲ့ပစ္စည်းတွေပေါ်မှာသွားပြီးတော့မာနတက်နေအဲ့သိမ့်ထားတဲ့ပစ္စည်းတွေကကိုမသုံးသမျှကိုယ့်အတွက်မှာတကယ်ကတော့နောက်ခံအနေနဲ့မာနတက်เสียလောက်ပဲထားတဲ့သဘောမျိုးဖြစ်နေတယ်ကိုယ့်ကိုတကယ်နေစဉ်နဲ့အမြလိုအပ်တာတွေကိုဖြည့်ဆွေးပေးနေတာ pocket money ပဲအိတ်ထောင်ထဲမှာရှိနေတဲ့ပတ်စံပဲအဲ့တော့အဲ့ဒီအိတ်ထောင်ထဲမှာရှိတဲ့ပတ်စံကိုတော့လူတိုင်းဟာသိပြီးတော့အလေးနဲ့ကြည့်မထားကြဘူးပေါ့နော်အဲ့တော့လို့ပဲဘုန်းကြီးတွေကဒါပစ္စည်းဥစ္စာပေါ်မှာလည်းပဲကိုယ့်စဉ်းစားကြည့်မယ်ဆိုရင်တန်ဖိုးရှိဆုံးပစ္စည်းဟာဘယ်ဟာဖြစ်တဲ့လဲလို့ရှုတော့မျိုးစုံကကြည့်လိုက်လို့ရှင်မြတ်စွာဘုရားရဲ့အဖြေမှတော့တခြားအဖြေတွေကတကယ်အမြဲတမ်းတန်ဖိုးရှိတယ်လို့မဆိုနိုင်ဘူးလို့ဘုန်းဘုန်းတော်အဲ့လိုသဘောကျတယ်နော်ခိတ္တခဏလေးတွေကြီးပဲအလုံးဟာဘာကြီးပဲပိုင်းငွေကြေးတဲ့နာဘလောက်ပဲချမ်းသာပြီးထားသွားကြတယ်အခုပဲလောလောဆယ်ဘုံဘုံတို့သတင်းတွေကြားလိုက်ရတယ်နော်သိဆုံးသွားတဲ့ပုဂ္ဂိုလ်တွေကသူတို့ပိုင်ဆိုင်မှုတွေရှိကြတာပဲရှိကြတာကုန်ထားသွားကြအားရှာနော်ဘာတစ်ခုမှယူဆောင်မသွားနိုင်ကြအောင်အဲ့တော့တဝေကလည်းဖြစ်เสียပေါ့မြတ်စွာဘုရားဟောတဲ့ဟာဒါမှန်တယ်လို့တတ္တိတဝိတ္တပ
ပုရိသတ္တသစ္စာလောကမှာအကောင်းဆုံးချီးမွမ်းမှုအကောင်းဆုံးပစ္စည်းဥစ္စာဟာတရားတရားပဲတရားတရားဆိုတာယုံကြည်တယ်လို့ဘာသာပြန်တော့လဲဘုန်းကြီးကသဘောကျတာတော့ကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားနေတာစိတ်ဝင်စားတာစိတ်ကြည်နူးတာကုသိုလ်လုပ်ချင်တဲ့စိတ်တွေဖြစ်နေတာအဲ့ဒါဟာယုံကြည်ချက်လို့ပဲခေါ်ဆုံးဖြတ်ချက်လို့ပဲခေါ်တရားဆိုတာဆုံးဖြတ်ချက်ပဲကုသိုလ်လုပ်တဲ့နဲ့လို့ဆုံးဖြတ်တာဒါတရားပဲအမှန်တော့သူ့တော်မို့လို့အဓိမောက္ခလို့တစ်ခါသုံးတယ်ဆုံးဖြတ်တာတရားထက်လာပြီဆိုရင်ဒါလုပ်ကိုလုပ်အောင်မယ်မလုပ်လို့မရဘူးဆိုတဲ့တွန်းအားဟာသူ့ဆရာရတယ်နော်ဥပမာနေ့စဉ်တရားထိုင်နေတယ်ဆိုတော့တရားထိုင်ကိုထိုင်အောင်ပါဆိုတဲ့ယုံကြည်ချက်ကသူ့မှာရှိသူကတွန်းပေးနေသူတွန်းပေးလို့ဝိရိယလည်းပဲလုပ်ပေးရတယ်သူတွန်းအားရှိသည့်အတွက်ကြောင့်အဲ့တော့တတ္တဆိုတဲ့ယုံကြည်ချက်ဒီကုသိုလ်အလုံးကိုဖိတ်ခေါ်ပေးတာဖြစ်တော့ကြောင့်သူရှိလို့ရှိရင်အလုံးပြီးတယ်။တမန်လောကီကိစ္စမှာပတ်စံရှိတဲ့ပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာတွေမျိုးစုံရနိုင်တယ်လို့တရားတရားရှိတဲ့ပုဂ္ဂိုလ်ကလောကမှာရှိတဲ့စိစိမ်ချမ်းသာတွေအစစ်မြင့်တဲ့ဘဝတွေအလုံးကိုရောက်နိုင်တယ်လို့ဆိုလို့ဥပမာပဲလူဘဝလူချမ်းသာလည်းရနိုင်တယ်နတ်ဘဝနတ်ချမ်းသာလည်းရနိုင်တယ်စံတရားအထုတ်ပြီးတော့လည်းပဲတရားဥဆောင်လို့ရှိရင်ပြမပြေလည်းဖြစ်နိုင်တယ်နောက်ဆုံးနိဗ္ဗာန်လည်းရနိုင်တယ်ဆိုရယ်ဒီလောကမှာအစင်တန်းမြင်မာတဲ့အခြေအနေတွေအလုံးကိုတရားတရားကရှင်းဆောင်ပြီးလှုပ်သွားတဲ့ကုသိုလ်တရားတွေနဲ့ရနိုင်တာဖြစ်လို့မြတ်စွာဘုရားကတတ္တိတဝိတ္တံပုရိသတ္တသစ္ထံလို့ဒီဖြည့်ရှင်းချက်ဒီအဖြေကိုပေးတာဖြစ်တယ်နော်ဒီကတခုတကယ်တော့ကိုယ့်ရင်နဲ့နှလုံးထဲမှာတကယ်မှတ်သားထားပြီးငါတို့ထိမ့်သိမ်းရမှာတော့တရားဆိုတဲ့စိတ်ဝင်စားမှုပဲကုသိုလ်ပေါ်မှာဆုံးဖြတ်ပြီးဒါလုပ်ကိုလုပ်ရမယ်အလုပ်ပဲလို့စိတ်ထဲမှာရှင်ထဲမှာဆုံးဖြတ်တာတဲ့တရားဟာအရေးကြီးဆုံးပဲလို့ဒါတို့တဲ့တမိုးချီမာဆုံးကောင်းကျိုးချမ်းသာတွေအလုံးကိုယူဆောင်ပေးမဲ့အမြတ်ဆုံးသောနှစ်သက်စရာအကောင်းဆုံးသောပစ္စည်းဥစ္စာပဲလို့သူတို့ဆိုလိုတယ်ပေါ့နော်နောက်တစ်ခါလူတွေမျက်နှိုးတဲ့ချမ်းသာဒုက္ခလူတွေမျက်နှိုးတဲ့ချမ်းသာဒုက္ခကိုဘယ်သူကပေးနိုင်တော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခတွေလောကလူတွေကချမ်းသာဒုက္ခမျိုးစုံလိုချင်ကြတယ်လိုချင်တဲ့အခါဘာလို့ကြတော့ဆိုရင်ချမ်းသာဖို့ပတ်စံရဖို့ကြိုးစားကြတယ်နာမည်ရဖို့ကြိုးစားကြတယ်အမျိုးစုံကြိုးစားကြတာအဲ့လိုကြိုးစားလို့ဒီကြိုးစားမှုကြောင့်ချမ်းသာဒုက္ခတွေမရကြ